Hello မမေတို့ရေတသားမမီလေးတွေငငယ်ကလေးကအသားချစ်ချစ်လေးနဲ့ကျမ်းမာနေဖို့ဆိုတာမမေတိုင်းရဲ့ဆန္ဒပါပဲနော်ဒါပေမဲ့လက်တွေ့မှာတော့ခလီးကအစားကြီးများတာအစားမစားပဲထွက်ပြေးတာမျိုးတွေ့ကြုံရတဲ့အခါမမေတို့တကယ်ပဲစိတ်ညစ်ရတယ်မလားဘာလို့ခလီးတွေအစားမစားချင်ကြတာလဲဆိုရင်တခါတလေသူတို့ကစော့တာကိုပဲအာယုံရောက်နေတာမျိုးသွားပေါက်ခါစားမို့ဖျားချစ်တယ်လို့မျိုးဖြစ်နေတာမျိုးဒါမှမဟုတ်ကျွေးတဲ့ပုံစံကသူတို့အတွက်ညီငွေ့စရာဖြစ်နေတာမျိုးတွေကြောင့်ပါဒီတော့မမေကဦးစီလေးအစားစားချင်စိတ်ရှိလာအောင်ဘယ်လိုလုပ်ပေးလဲဆိုတာကြည့်လိုက်ရအောင်နော်ပထမဆုံးကတော့အစားအသောက်ကိုအယောင်သွေးဆုံအောင်ပုံစံဆန်းအောင်ပြင်ပေးတာပါပြီးတော့အစားစားရတာကိုအတင်းအကျပ်ကြီးမလုပ်ဘဲပျော်စရာကောင်းတဲ့အချိန်တစ်ခုဖြစ်အောင်ဖန်တီးပေးရပါတယ်မမေဆိုရင်ဦးစီလေးကိုသူနဲ့တူကစားရင်စကားပြောရင်ကြွေးလေးရှိပါတယ်နောက်တစ်ချက်ကအဟာရပါအသားချစ်ဖို့ဆိုရင်အသားဓာတ် protein နဲ့ vitamin တွေပြည့်ဝဖို့လိုအပ်ပါတယ်ဒါကြောင့်အစားအသောက်အပြင်မမေကအိုစီလေးအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေဖြည့်ဆည်းပေးနိုင်မယ်အထောက်အကူတစ်ခုကိုတည်တည်ချာချာလေးရွေးချယ်ပေးဖြစ်ပါတယ်အဲ့ဒါကတော့ Dumax Dugrosure လေးပါပဲသူကကလေးတွေရဲ့ကိုယ်လေးချိန်ပုံမှန်ရှိနေဖို့နဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ Ketchup Growth အာဟာရတွေပါဝင်ပါတယ်အဓိကကအိုစီလေးအတွက်အရသာကလည်းကြိုက်နှစ်သက်ဖို့လိုတယ်လေသူကအရသာလည်းရှိတော့အိုစီကပျော်ပျော်ကြီးတောက်တယ်အသားလေးတွေလည်းတကယ်ချစ်ချစ်လေးလေးရှိလာတာမမေသတိထားမိတယ်ခလီးတယောက်ကျမ်းမာတန်ဆွမ်းမှုဆိုတာမမေတို့ရဲ့စိတ်ရှည်မှုနဲ့တေချာဂရုစိုက်မှုအပေါ်အများကြီးမူတည်ပါတယ်မမေတို့အားလုံးလည်းကိုယ့်သားမီမီလေးတွေအတွက်အကောင်းဆုံးပြုစုပြောထောင်နိုင်ကြပါစေရှင်